အရင်ဘဝတုန်းကသူတော်ဘာသားမယားကိုစော်ကားကျူးလွန်ပြီးတော့သူတော်ဘာသားမယားနဲ့ပျော်ခဲ့တဲ့ပုဂ္ဂိုလ်တဲ့ဒါကြောင့်မို့လို့မစင်တွင်ထဲမှာသူကံကြမ္မာကမစင်တွင်နဲ့ပို့ထားလိုက်တယ်သူတသက်တာလုံးဟာမစင်တွင်ထဲမှာပဲသူနေရတယ်ပေါ့လောက်ကုတ်တောင်ကနေဆင်းလာတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့တရဝါတကောင်လူတရဝါတကောင်ပေါ့ရင်ခွဲထဲမှာမြင်လိုက်တာလူတွေစောင့်တဲ့မစင်တွင်ကြီးထဲမှာသူကခေါင်းထီအောင်မြုပ်ပြီးတော့ပင်မဆင်းရဲနေတဲ့မစင်တွင်ကြီးထဲမှာမြုပ်နေတဲ့မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့အဲ့တတ္တဝါကြီးကိုသွားတွေ့တယ်မစင်နေတဲ့မြုပ်နေတဲ့ပေါ့အော်ဟစ်ညည်းညူပြီးတော့မစင်နေတဲ့ကလည်းမထွက်နိုင်ဘူးမစင်တွင်ကြီးထဲမှာမြုပ်ပြီးတော့နေတဲ့တတ္တဝါတစ်ကောင်သွားတွေ့တယ်တာမန်တွေကတော့မမြင်နိုင်ဘူးပေါ့နော်အဲ့တော့မြင်တဲ့ဒီတတ္တဝါကိုမြတ်စွာဘုရားထံရောက်လို့မေးတဲ့အခါကျတော့ဘုရားဒီတတ္တဝါဟာတဲ့အရင်ဘဝတုန်းကသူတော်ဘာသားမယားကိုစော်ကားကျူးလွန်ပြီးတော့သူတော်ဘာသားမယားနဲ့ပျော်ခဲ့တဲ့ပုဂ္ဂိုလ်တဲ့ဒါကြောင့်မို့လို့မစင်တွင်ထဲမှာသူကံကြမ္မာကမစင်တွင်နဲ့ပို့ထားလိုက်တယ်သူတသက်တာလုံးဟာမစင်တွင်ထဲမှာပဲသူနေရတယ်ပေါ့လောက်လို့အကောင်မျိုးဖြစ်တာပေါ့နော်သို့တော့လောက်မဟုတ်ဘူးသူကတရဝလူလိုတရဝတကောင်ဖြစ်ရတယ်ပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုလှုပ်လို့ကိုဖြစ်တာတွေကြီးပဲဒါတွေကနော်အတိတ်ဘဝကလှုပ်ခဲ့လို့ရှိရင်ဒါမျိုးမဖြစ်ဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုလှုပ်တော့ကကိုယ်စိတ်နဲ့လှုပ်တာလေကိုယ်စိတ်လို့ဆိုကြတဲ့ကကိုယ်ပိုင်တဲ့စိတ်ပဲကိုယ်ပိုင်တဲ့စိတ်ကနေပြီးတော့လှုပ်တာဆိုတော့ဒီအကျိုးကသူများကိုသွားပေးမှာမဟုတ်ဘူးကိုယ့်ကိုပဲလာပေးမှာပဲဒါကြောင့်မို့လို့ကံတရားဆိုတာကိုယ်နဲ့သာသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဘူးလို့သူပြောတယ်နောက်တစ်ခါဒါကြတော့အမျိုးသမီးတစ်ယောက်တွေ့တယ်အဲ့ဒီအမျိုးသမီးကခုနလိုပဲအရေးမပါဘူးအပေါ်ကအရေးကုန်မပါဘူးအသားတစ်ကြီးလို့ဖြစ်ရဲနဲ့ဒီကိုယ်လုံးကအရေးမပါအရေးမပါသည့်အတွက်ကြောင့်ဘာဖြစ်တော့ဆိုတော့အကောင်မလောင်တွေကအကုန်ကြိုက်ကြတာပေါ့နော်အင်တမတနာเสียဖြစ်ပြီးတော့အကာအကွယ်မရှိဘူးပေါ့ရှင်ကောင်းတွေပါတယ်အကုန်လုံးကနေဝိုင်းအုံပြီးတော့လူမအရေးကုန်လေးကဖုံးထားလို့ချစ်ပျော်ရှုပျော်ရှိနေတာအရေးကုန်လေးကိုခွာလိုက်လို့ရှိရင်အလုံးဟာหนีရဲရဲကြီးပဲเนาะหนีရဲရဲကြီးပဲအရေးကုန်လေးပေါ်မှာကြည့်ပြီးတော့သာအသားဖြူတယ်တို့အသားမဲတယ်တို့လှတယ်တို့မလှဘူးနဲ့ပြောနေကြတာအရေးကုန်လေးခွာလိုက်ရင်တော့အရေးကြီးတွေကြီးပဲအကုန်ဟောဒီတတ္တဝါကလည်းပဲအမျိုးသမီးတတ္တဝါလည်းပဲအရေးကုန်မပါသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာหนีရဲပြီးတော့နေတယ်အဲ့ဒီအမျိုးသမီးကအတိတ်ဘဝတုန်းကမလုပ်ခဲ့တယ်ဟုတ်ဆိုဖောက်ပြားခဲ့တဲ့အမျိုးသမီးတဲ့နော်ဖောက်ပြားခဲ့တဲ့အမျိုးသမီးဖြစ်လို့အခုလိုဒီဘဝမျိုးကိုရောက်တာ